အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်တကယ်ကောင်းတဲ့ anime တော့ပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့အချိန်မစဲပဲစလိုက်ရအောင်ပထမတစ်ကားကတော့ Tomodachi Game ဆိုတဲ့ကားလေးဖြစ်ပါတယ် review လေးကိုပြောပြရမယ်ဆိုရင် Yoshi Kataguri ဆိုတဲ့ကောင်လေးကလူမဲ့တိကျကလေးကအမေနဲ့ငွေကြေးခိုင်ခဲ့တဲ့နံပါတ်လုံးနေရတူရပါဒါမှမဟုတ်သူနဲ့အမေနေနားလေးပြတဲ့တင်ရှင်းလေးရောက်သူဟာဘွားကိုရောက်ရည်တင်နေပြီးပြောနေတဲ့ဖြစ်ပါတယ်ဒါမှမဟုတ်ဒီနေ့မှာကြောက်ကြီးတဲ့ကောက်ခဲ့တာရဲပုံကထူးဆန်းတဲ့ပြောစွန်းတော့တဲ့ခါမှာပိုက်ဆက်ကောက်ခဲ့တာတာရီတာယူရဲတကယ်ရှင်းနေရောက်ဖြစ်တယ်ရှီယိုဆာရာဂီနဲ့မာကိုတိုရှိဘီရဲ့ပေါ်တန်တဲ့အကြောင်းလာပါတော့လေအဲ့နောက်မှာသူ့စီကိုစာကြောရောက်လာပြီသူအဲ့နေရာရောက်တဲ့အခါမှာသူတို့ fan 2 second ကိုစော်ခိုင်းပါတော့တယ်အဲ့နောက်မှာတော့တကယ်ရှင်းတယောက်နဲ့တယောက်တက်ဆက်ဖောက်မှုနေတဲ့အတူ game စော်ကြရင်ဘယ်လိုဖြစ်လာမှလဲဆိုတော့အပိုင်း23ဝက်ရှိတာရောစိတ်ဝင်စားပြီးကြည့်ရမယ်ကားတကယ်ဖြစ်ပါတယ်သူရဲ့ကား Engaging Mario 2 Game I Hate Immigration ဆိုတဲ့ကားပဲဖြစ်ပါတယ်ဒီကားလေးက remake ကြရဆိုရတဲ့တော်တော်ကြီးကောင်းတဲ့ကားလေးဖြစ်ပါတယ်ဒီကားလေးမှာအထမ်းကြောက်လာတဲ့ site လို့ဟုတ်ကြပါအဖိုးပြည့်ဆိုရဲ့စီးပွားရေးလုပ်ငန်းအမွေဆက်ကပ်ကိုတမက်ခံထားရတဲ့သူပါဒါမှမဟုတ်ရေစော site ကမင်းကြီးတယောက်နဲ့လက်ထည့်ရမှာပါလက်ထည့်ရမင်းကြီးကတော့အတန်းလေးမှာသူ့အမိုးဆုံးပြည့်တဲ့အာကာနဲ့ဆိုတဲ့ကောင်မလေးနဲ့ပါဖြစ်ရှင်အာကာနဲ့ရဲ့ site ကိုတင်မွေးနေတာပါအတန်းခွဲတဲ့စီကသူ့နဲ့လက်ထည့်တာကိုဖုန်းကိုအဆုံးဖြတ်ခဲ့ကြပါတယ်ဒါမှမဟုတ်အကျဉ်းစားကိုဇနီးမောင်နဲ့အဖြစ်စားပြီးတော့ဖျက်သိမ်းရခြင်းသူနဲ့ကြာအကောဝေးလက်တဖြည်းဖြည်းနေခဲ့လာအရှင်မှာဆက်ပြီးတော့ဘယ်လိုဖြစ်လာမှာလဲဆိုတော့စော်တရေယူရကြည့်ရမယ်ကားလေးဖြစ်ပါတယ်တိုက်ရကား Ryan Away ဆိုတဲ့ကားလေးဖြစ်ပါတယ်ဒီကားကတော့အပိုင်းပါရမဟုတ်ဘူးမူဗီနဲ့ထွက်ရဖြစ်ပြီးတက်လာကြာပြီဖြစ်ပါတယ်ဒီကားလေးကတော့ကောင်းလင်းတဲ့ကောင်မလေးကတော်တော်ရှစ်ကြပြီဦးတဲ့ကိုရေးရမယ်ကားလေးဖြစ်ကြကြောင်းရှင်းဝေးမပြောတော့ပဲတီရှူလေးနဲ့ပဲကြည့်လိုက်ကြပါကြည်ပြီးတဲ့သူတွေရှိရင် comment မှာရေးပေးတော့လို့ရပါတယ်ဒီဗီဒီယိုကတော့ဒီကပါကြည့်ရှုရအားလုံးကိုကြိုပြောပါတယ်